အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဇက်ကီပဲဖြစ်ပါတယ် brother တို့ဒီနေ့ကျွန်တော်လီယိုမော့ကင်ပြမှာဖြစ်ပါတယ်ဗျဘလို့တေးလေသူကပြမှာပါတကယ်တော့ဟာရဘူးစားတေးမယ်တဲ့မတေးဘူးဗျကျွန်တော်ပြန်တေးတော့မယ်ကြီးကြပါအောင်တကယ်ကောင်းတဲ့နာနာ2 months stand fan ပြီပါနောက်တာမဟုတ်တကယ်ကောင်းတယ်ကျွန်တော်ဆူရှင်းကိုတစ်ချက်ပဲခုတ်လိုက်တယ်မတေးသွားတယ်ဗျကျွန်တော်တတ်တဲ့ objective ယူပြီးမယ်နော် record sureတကယ်ကောင်းတဲ့ဟာရပူစားပါနောက်တော့မဟုတ်ကျွန်တော်တည်တော့မယ်လို့ကြပါအောင်ကျွန်တော်တော်သေးရောဗျာအန်ဂျလာလေးပူသွားလို့ကျွန်တော်မတည်ရ nice ကောင်းလိုက်တဲ့အန်ဂျလာလေးကျွန်တော် referee ကောတော့မဟုတ်ပါဘူးတကယ်တော့ဟာရပူစား referee လွဲတာပါဗျကျွန်တော် referee ကောလို့ပြောနေကြမှာဆိုတော့ဟဲစားတာပါဗျကျွန်တော်စလီနောက်ထပ်တက်လိုက်မှာ double keyဆူရှင်းမှထိုင်ရန် triple key ပြတည်လားပထမအန်ဂျလာသာမကောက်စားလို့ရှိရင်ကျွန်တော်မီနီရဲ့စီရတယ်ဗျ။ဒါမှဟာရပူစာမသေးဘူးဟာရပူစာကောင်းတယ်တကယ်ကောင်းဟာနာဘီနဲ့ဆူရှင်းကောက်လိုက်မယ်နော်။ဟဲ့ဆူရှင်းကတေးသွားပြီတေးဦးထင်တာတေးသွားတယ်ဗျ။ဟာရပူစာကျွန်တော်ဘာလို့အဲ့လိုတော့ damage ထွက်နေရတကယ်တော့ကျွန်တော် damage ထွက်တာမဟုတ် Skype ရစား strike များနေလို့ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အကုန်လုံးလည်းကျေးဇူးတင်ပါတယ်ဗျကျွန်တော်ဗီဒီယိုလေးကိုကြိုက်ရင် like and follow လေးနဲ့ကူညီပေးခဲ့ပါဦးဟုတ်ကဲ့အကုန်လုံးကျေးဇူးတင်ပါတယ်